Iti pido bhagava arahanta tambuddho Vaisa sarana tambano dukkado loka vidhu Anuttaro purita dhamma dharati tatha deva manodana buddho bhagava Do bhagava doshe bhuno takeshino myapayati Iti bhimina sakaranina Tathangaya kiletaru vadana daliyato ngwemya mangwe maye wenwen paito Shwe saipyanti lonta shin yue memen pidu jivu goyo Aluro man buddho ko khanyuro mudai do iya jaung jaung li Arahara udo guno jipshin Anchiwe magong pyama bondayao Pian lai joja tensharo mubabedi daga Do bhagava doshe bhuno takeshino myapayati Iti bhimina sakaranina tabinya aswamagabhin Myadhinkara vikara ni lakana pinya nibbandhu Ngaya tiya nyarangu Phawpyan mashi gururai piro mudado iya jaung jaung li Dhamma Buddha udo guno jipshin Anchi magong pyama bondayao pian lai joja tensharo mubabedi daga Do bhagava doshe bhuno takeshino myapayati Iti bhimina sakaranina Dhauma shiva namyu abhin hoda pinya nyavaisati Nibbana dhamyayetu saikayam pshin amandindi Ajit sarana sanghavani takwa udhum pidhuno mudho ye jaung jaung li Vaisa sarana dhambano Vaisa sarana dhammana udho guno jipshin Anchiwe magong pyama bondayao pian lai joja tensharo mubabedi daga Do bhagava doshe bhuno takeshino myapayati Iti bhimina sakaranina Dibhingara tuchadani chiroyin mamangin diri bori mandai Kanwa bayao sekai parami sompi nyiliya Dongli bhava myatadai dukha siva chinto abhin Maimayu maisa huga samyudasi maganyibe Tatita mazin mapyashin laya tabinyando ya jaung yo yue Chwaro muge do yi jaung jaung li Dugara hudo guno jipshin Anchiwe magong pyama bondayao pian lai joja tensharo mubabedi daga Do bhagava doshe bhuno takeshino myapayati Iti bhimina sakaranina Arahu loka thumbon along song do Ayong ten swa pai chaga phin kaung swa gong sin ti myin no mu tho ye jaung jaung li Loka vidhu do gong no ji phin Anchiwe magong pyama bondayao pian lai joja tensharo mubabedi daga Do bhagava doshe bhuno takeshino myapayati Iti bhimina sakaranina Soma tiyang tadawa mando Chau dalin chau myau dan myau yue Ao ao thagong sin sin song bhu phong phong tin pi asin phi laya
ရင်ကြီးလျောင်သွေးဆောင်ဆုံးမတော်မူတတ်သောဤကြောင့်ကြောင့်လီအနုတ္တရောပုရိသဓမ္မတာရတိအနုတ္တရောပုရိသဓမ္မတာရတိဟူသောဂုဏတော်ကြီးဖြင့်အံကြီးမကုံပြမဘုံတရားပြလိုက်ကြောကြားထင်ရှားတော်မူပါပေတိတကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာသည်ဣတိပိမိနာသကာရဏိနာတထဝါဟောကုံသေးကြောသည်ဖောင်းလုံးငေသာနောက်ပါများကိုယေရှာဘိခခန္ဓာရမခေမမြည်ငူထုတ်ကေယူသူထိုထုတစီခေရင်ပိတိဇာတိစရမရဏဟုကန္နာရာကျံခီလမရွှေနမ်းမြည်ငူပြည်နေဘူးတို့နတ်လူမြမတတ္တဝါကိုကောင်းစွာဆောင်ယူကတည်တော်မူတတ်သောဤအကြောင်းကြောင့်လီတထာဒေဝမနုဿာနံတထာဒေဝမနုဿာနာဟုသောဂုဏတော်ကြီးဖြင့်အံကြီးမကုံပြမဘုံတရားပြလိုက်ကြောကြားထင်ရှားတော်မူပါပေတိတကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာသည်ဣတိပိမိနာသကာရဏိနာဒုက္ခသမုဒယနိရောဓနှင့်မဂ္ဂမိသာလေးသစ္စာကိုဥစွာပိုင်ပိုင်သိမြင်နိုင်၍သုံးဆိုင်ဝိနည်းများဘုရားကိုမသွေအတူသိစေတော်မူနိုင်သောဤအကြောင်းကြောင့်လီဗုဒ္ဓဟူသောဂုဏတော်ကြီးဖြင့်အံကြီး၍မကုံမြမဘုံတရားပြန်လိုက်ကြောကြားထင်ရှားတော်မူပါပေတိတကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာသည်ဣတိပိမိနာသကာရဏိနာအနုမြူသဘွယ်ပြောက်ွယ်သိမ့်မွေမမြင်တွေ့အောင်ရုပ်ဆောင်ဖန်ဆင်းနိုင်သောအနိမာဘုံတော်စေရလားကောင်းကင်ပြား၌ပေါ်ပါလေမြန်စံပြန်ကြွားသွားနိုင်သောလင်္ကိမာဘုံတော်ကိုယ်တော်တန်တန်ဘုံအတိုင်းညာမနိုင်အားဘူးကြီးမားလေအောင်ရုပ်ဆောင်ဖန်ဆင်းနိုင်သောမဟိမာဘုံတော်စီတာကွယ်ကမရှိပါပဲလူရတိုင်းပေါင်းတက္ကနာလောက်ဖြင့်ကြွားရောက်နိုင်သောပတ္တိဘုံတော်အစင်အတန်တန်ဘုံသဏ္ဍာန်ကိုစီမံဖန်တီးတက္ကနာရီဖြင့်ပြီးစီးနိုင်သောဘာကမ္မဘုံတော်ကိုယ်တော်မြတ်၏စိတ်ဓာတ်တော်မှာစာဝိမကျွင်းလူနာမင်းကိုပိုင်နှင့်အုပ်စိုးလွှမ်းမိုးနိုင်သောဣတိတာဘုံတော်သမ္မာပစ္စာပဉ္ဉံကိုဝိဇ္ဇာလောကတက္ကနာချင်းပိုင်ဝိဇ္ဇာနိုင်သောဝတိတာဘုံတော်ကိစ္စတကူပြုစုတော်မင်းပြီးဆုံးခြင်းသောဇောလျင်မသွေပြီးဆုံးစေနိုင်သောယထကာမဝတိကဘုံတော်ရှိဘောအပြာဤသောအဖြင့်ထင်ရှားလေပြီဣတရိယဘုံတော်ကိလေသာယံပေပြလံဖို့ကိလေသာယံပေဖြတ်လံဖို့နိဗ္ဗာန်ဖို့မှကိုကြအပြာလောကုတ္တရာတရားဒီဟုသောဓမ္မဘုံတော်ဟောတိုင်းမှန်စွာဖြစ်ပေါ်လာ၍ကဘာတိုင်းပေါင်းတောင်းလောကရပဲ့တင်ထမြနတ်သတရင်ကြောစောခြင်းဟုသောယတဘုံတော်ရွှေမျက်နှတော်လက်ချေတော်မှာစာ၍မကျွင်ပင်လုံးဝင်သည်ဗမ္မိအနိကျတိမင်္ဂလာစုဝေကဖြင့်လွန်စွာတင့်တယ်တပ်ပေတော်မူသောတိရိဘုံတော်အလိုတော်အတိုင်းတောင်းတတိုင်းပင်မစွမ်းမတွားပြည်စီရသည့်ကာမဘုံတော်တလောကလုံးညွယုံကိုးစားအားထားဖို့ရာလွန်စွာကြိုးကုပ်အားထုတ်တော်မူသောပယတ္တဘုံတော်
ဤ၆ဘောကုံဘုံတော်ဟုံနှင့်ပြည့်စုံတော်မူသောဤအကြောင်းကြောင့်လီဘဂဝါဘဂဝါဟုသောဂုဏတော်ကြီးဖြင့်အံ့ကြီး၍မကုံပြမဘုံတိုင်အောင်ပြန်လိုက်ကြောကြထင်ရှားတော်မူပါပေတိတကားဧဝံနဝဤကုဏေလောကံမိကိတ္တိဗျာပိတံအာတုလံဓမ္မယာဇာနဝန္ဒမိတိဟိတာတရံဧဝံနဝဤကုဏေလောကံမိကိတ္တိဗျာပိတံအာတုလံဓမ္မယာဇာနဝန္ဒမိတိဟိတာတရံဧဝံနဝဧကုဏေဤယရဟတာသလာတိကိုပြသောဂုဏ်တော်တို့ဖြင့်လောကမိဘဝဆုံးအောင်ဘုံသုံးဆောင်နေခိတိဗျာပိတံသိမ့်သိမ့်တုံကပဲ့တင်ထမြနှံ့ဆက်ကြိုဆိုတော်မူထသောအတုလံသီလကောင်းနေသမာဓိနှင့်ជីវិတညာလွန်ကဲသာ၍ပြိုင်လာနိုင်သူအတူလီရှိတော်မမူထသောဓမ္မယာဇာနံသုံးပေါင်းမခိုင်သုံးထိုက်တရဘူးသုံးလူသည်ခြေဓမ္မရထိုထားရှင်တော်မြတ်ဘုရားကိုဒီလောဧဇလီနှုတ်တန်ချီ၍ရှင်ကြီးမနောသုံးပါသောဓဝရတို့ဖြင့်သာဒရံလေးမြတ်ကြီးညိုယိုသေးခြင်းရှိသည်ဖြစ်၍ဝန္ဒမိဂုဏတော်ထုံမွမ်းဘုံတော်မလျက်ချီးမွမ်းတော်မနာပနာညွတ်ကြိုးလက်ဆုံးမူ၍ရှေခိုးကြောပါဤဖရာ